哎，那个你哩来说呀？安南的阿爸个，是可吧一片。安南的阿爸是可比的闹。好，你都这个呢？唱都呀都是呢，哥哥呢。这上门拉走，可能也人家。当五庙，谁来？后你穿那个皮的，那个过二路没看拉路，都罗也打工带些嘛。当五庙这个呢，弄出的呀，这样会。这样会的，后你都学唱到这里头面基耶。啊，西北个那边地上山皮的那边的上，这路这上面上路的这上多几一段，后你啊，姑你北边的好家的这样会批发的，这样我们老百姓人后你纪念他那个。东班你能对外啊，路地路纪念他吧。ဒီသုံးပါးညီနောင်သေဝဲအောင်ဆိုတဲ့ဇတ်တော်သည်အတိတ်ဇတ်လမ်းဖြစ်ပါဘယ်လိုပင်အတိတ်ဇတ်လမ်းဖြစ်ပေမဲ့လို့ပြစ္ဆုတ်ပံနဲ့မဆက်ဆက်လို့မရပါတရားနာပရိသတ်ကြီးလောကမှာသွားလာလှုပ်ရှားပြီးတော့ရှာဖွေနေကြတာလဲကာလသုံးပါးမှမလွတ်ပါအတိတ်ပြစ္ဆုတ်ပံအနာဂတ်အတိတ်ပြစ္ဆုတ်ပံအနာဂတ်ဒါတွေကဆက်ဆက်လျက်တို့ဖြစ်သည့်အတွက်အတိတ်ဇတ်လန်းဖြစ်တော်လဲပြစ္ဆုတ်ပံဇတ်လန်းကိုဘုန်းကြီးတို့အတူချုပ်ပြောရမယ်ဆိုရင်သာဝတ္ထိမြို့မှာဘုန်းကြီးတို့တထေးသူကျွယ်တယောက်ရှိပါအဲ့ဒီသူကျွယ်သည်မယားသေးသွားတယ်မယားသေးသွားပြီးတဲ့နောက်သင်္ကန်းဝတ်တယ်ဗိဇ္ဇာကြီးယဟန်ဘဝရောက်တဲ့အခါမှာလည်းပဲအိမ်မှာအစေခံချွေရံနေနဲ့ပစ္စည်းကပေါ်တာကိုပြိဿမရသေးလို့သင်္ကန်းဝတ်တဲ့သူကျွယ်ဆိုတော့ယဟန်ဘဝကြတယ်လေသူကဇိမ်ကြကြနဲ့နေညသင်္ကန်းတစ်မျိုးနေ့သင်္ကန်းတစ်မျိုးရေမချိုးခင်သင်္ကန်းတစ်မျိုးရေချိုးပြီးသင်္ကန်းတစ်မျိုးလွှမ်းထားလိုက်တဲ့သင်္ကန်းတွေကလည်းအိမ်မှာအများကြီးများစွာလဲပစ္စည်းကိုခင်တွဲနေတဲ့ယဟန်အဲ့ဒီလိုခင်တွဲနေတဲ့အချိန်ခါမှာလမ်းသွားလမ်းလာယဟန်ရှင်လူများကဒါဘု து သင်္ကန်းနေလဲအဲ့ဒါငါသင်္ကန်းအဲ့ဒါတပည့်တော်သင်္ကန်းနေဒီလိုနဲ့မင်းရင်မြရင်နဲ့ဒီယဟန်ဒီသင်္ကန်းတွေကိုအမျိုးမျိုးလဲပြီးတော့ပစ္စည်းခင်တွဲစွာကာမဒုက္ခလိကလို့ခေါ်တဲ့ခန္ဓာကိုယ်ချမ်းသာမှုကိုပြုနေတာတွေ့ရသဖြင့်မြတ်စွာဘုရားထံခေါ်သွားကြလာသင်ဒီတိုင်းမဖြစ်ဘူးဘုရားကိုယ်တော်မြတ်ကြီးကသင်္ကန်းသုံးတဲ့သပိတ်တစ်လုံးဝီနည်းတော်အလျော်စွာခေါင်းပါစွာကျင့်ကြံကြိုးကုပ်အားထုတ်ရမယ်နိဗ္ဗာန်ရအောင်ယဟန်တရားအားထုတ်မှုသည်အဓိကအခုတော့ဝီနည်းတော်ကမလေးစားပဲနဲ့ဒီလောက်ထိအောင်ပစ္စည်းစုပြီးနေမယ်ဆိုရင်ဖြင့်မသိလျော်ဘူးလားဘုရားထံလိုက်ခဲ့ဆိုပြီးတော့ခေါ်သွားဘုရားရှိရောက်ဟဲ့ခြေသားတို့အလိုမရှိတဲ့ယဟန်ဘယ်နဲ့ကြောင့်ခေါ်လာကြမြတ်စွာဘုရားဒီယဟန်ပစ္စည်းတွေစုနေတယ်ဗျာမနဲ့သင်္ကန်းတစ်မျိုးနေ့သင်္ကန်းတစ်မျိုးရေမချိုးခင်သင်္ကန်းတစ်မျိုးရေချိုးပြီးသင်္ကန်းတစ်မျိုးစားတဲ့အစားအသောက်ဆိုတာကလည်းပဲအလိုရှိသလိုမုံမုံမြတ်မြတ်ခဲပွေအာဟာရတွေကိုသူစားခြင်းသလိုချက်ပြုတ်စားတော့အစေခံရွှေရည်နဲ့ချက်ခိုင်းပြီးတော့စားတော့နေကြောင်းပါဗျာဟဲ့ချစ်သားမှန်သလားမှန်ပါတယ်ဗျာချစ်သားတဲ့ငါဖယားသည်သပိတ်သုံး
သပိတ်တစ်လုံးနဲ့သင်္ကန်းသုံးတယ်ဝီနည်းတော်အလျော်စွာသာသနာတော်မှာပျော်ပျော်ကြီးနေ၍ငါဖျားပိတ်အပ်သောအဆုံးမှာသာသနာတော်ကြီးကိုထမ်းရွက်လို့နိဗ္ဗာန်ကျင့်ကုန်ထက်သို့ရောက်အောင်ကျင့်ကြံကြိုးကိုအားထုတ်ရမယ်လို့ငါဖျားဟောထားပါလေဒါလောက်များစွာအဝတ်အစားအသုံးဆောင်တွေနဲ့နေမယ်ဆိုရင်တော်သလားချစ်တာအဲ့ဒါလို့ဖျားမိန့်တော်မူတော့လေအောင်မယ်ကိုတော်ကဖျားရှိဖြတ်စုမတ်တရအပေါ်ကဧကတိကြီးကိုချုပ်ပြီးတော့လွှင့်ပြလိုက်စိတ်ဆိုးတာစိတ်ဆိုးတာဒေသကြီးဘသူစိတ်ဆိုးတာတုံးဆိုတော့ဖျားစိတ်ဆိုးတာဩသက်တော်ထင်ရှားဖျားတောင်စိတ်ဆိုးတဲ့ပုဂ္ဂိုလ်တွေရှိရင်အခုဘာမှမလှုပ်နိုင်တဲ့ရုပ်ဝါးတွေခိုးကြတယ်ဆိုတာလေအပြစ်မပြောတာဘူးနော်ပြိဿခိုးတယ်ဖျားတွေကိုဖျားဘောဟိုအဝတ်တွေလှမ်းဒီအဝတ်တွေလှမ်းတချို့ကလေးတွေကကြက်ပေါင်းခွားနဲ့အမလေးတရားနာပြိဿစိန်ဘူးလက်တဲ့ဆန်းလို့ဆန်းမိကြိုတွေဖြန့်ဖန်ချောင်းတွေခိုးပန်းတောင်ပန်းကတေချိုးဖြစ်တယ်လို့အဲ့ဒါလို့လုံနေကြတော့သက်တော်ထင်ရှားဖျားတောင်မှာဟိုမှာကြည့်မလေးမခန့်လုံနေအခုသက်တော်ထင်ရှားမရှိတဲ့ဖျားကိုယ်တော်မြတ်ကြီးကိုဖျားကိုယ်တော်မြတ်တွေကိုဒီလိုပဲတချို့မလေးစားကြခိုးလိုက်တာကျွတ်တို့တိုင်းပြီလေဗုဒ္ဓဂိုင်းသင်ကုန်မှာမယကိုယ်တော်ကြီးခိုးသွားလူအရာမောင်းလောက်ရှိပလိတ်ကသတင်းနဲ့လိုက်တော့အဲ့ဒီမိန်းမကဖျားတုံးလုံးလှဲဆောင်ခြုံပြီးနင်းပေးပလိတ်ကမေးတယ်အဲ့ဒါဘယ်သူတော့လဲကျုပ်လင်သားနေမကောင်းလို့နင်းပေးနေတာပါကောင်းသေးလားဗျာပလိတ်ဖမ်းမှရောက်တာနဲ့ဖျားသူ့လင်လို့ရတော်တရားရှိဘလောက်တရားဆွဲလိုက်အတော်ဆိုးတဲ့မိန်းမကြီးကြောက်เสียကောင်းဒါကြောင့်တရားနာပရိသတ်ရေကျုံနည်းနည်းလေးပြောမယ်နော်ဖယားကြည်ညိုကြမယ်ဖယားသားသမီးတွေဆိုတော့တေထံတေနေဘူးတေသဗ္ဗိသမေစိတ်တေသမံဖလံစေတောပဏိတိဟေတုဟိတတ္တာခေသံတိသူကတေပါဠိဗျနည်းနည်းနားထောင်ကြည့်သက်တော်ထင်ရှားဖယားကိုပဲဖြစ်စေတဲ့ပရိနိဗ္ဗာန်စံယူတော်မူပြီးတဲ့ဘုရားကိုယ်တော်မြတ်ကိုရည်မှန်းပြီးတော့ဇေရီပထိုးရုပ်ဘွားဆင်းထုတော်များကိုဖြစ်စေတမေစိတ်တေစိတ်စေတနာကအတူတူပဲတဲ့ဩတက်တော်ထင်ရှားဘုရားလည်းဒီကုံတော်ကိုပါပဲတက်တော်ထင်ရှားဘုရားမဟုတ်တဲ့ဟောဒီရုပ်ဘွားဆင်းထုဇေရီတော်တွေလည်းပဲအဲ့ဒီတက်တော်ထင်ရှားဘုရားကဲ့သို့ဂုဏ်တော်ကိုးပါးနဲ့ငါတို့ရည်မှန်းပြီးတော့ရှ िख ိုးရင်တက်တော်ထင်ရှားဘုရားရှ िख ိုးရတာနဲ့အတူတူပဲလို့အဲ့ဒါလို့စိတ်ထားခြင်းတူမြရင်တဲ့ပြိဿသမန်ဖလန်တူမြသောအကျိုးကိုပေးတဲ့နော်တောင်မျိုးသူမျိုးသားနဲ့နယ်သူနယ်သားတွေမှတ်သွားကြပါတက်တော်ထင်ရှားဘုရားမဟုတ်လို့မလေးစားပါနဲ့မလေးမစားမလုပ်ပါနဲ့လေးစားကြပါသက်တော်ထင်ရှားဘုရားကိုဖြစ်စေယခုလိုရုပ်ဘွားဆင်းထုဇေရီတော်များကိုဖြစ်စေစေရနာတူမြလို့ရှိရင်သက်တော်ထင်ရှားဘုရားကိုဖူးမြော်ကိုးကွယ်ရတာနဲ့အတူတူပဲတဲ့ဗျတချို့သက်တော်ထင်ရှားဘုရားမဟုတ်တော့မလေးစားဘူးဘုရားကရှင်းမျက်နှာလောက်ရှိရှင်းမျက်နှာမုတ်ကလေးတွေတဲ့ဇေရီလေးတွေနဲ့တချို့များဆွန်းတော်သွားတင်ဘိုးဘုရားဘွားဘုရားဆွေမျိုးမိဘကိုးကွယ်ထားတဲ့ဘုရားကိုကပီးလေးတွေနဲ့မုံမှားပြီးဆွန်းတော်ဝဲလေးချစာဖတ်ကြည့်ဟင်းဒါတို့ဘုရားဟုတ်သေးပါဟိုဘက်ပြောင်းသွားဟဲဒါတို့ဘုရားဟုတ်သေးပါအာမနာတာပြောပါတယ်သူတို့ဘိုးဘွားကိုးကွယ်တဲ့ကပီးလေးမတွေ့တာနဲ့တို့ဘုရားမဟုတ်ပေါင်ဆိုပြီးမျက်နှာပြောင်တိုက်ပြီးဘုရားရှိကဆွန်းတော်ဝဲဟိုဘုရားရွှေ့ကြတယ်ပြိဿတက်တော်ထင်ရှားဘုရားမှုသာပေါ့ကျွတ်တို့လိုဘုန်းကြီးရှေ့မြန်ဆုံးဥလာချတို့ဘုန်းကြီးဟုတ်သေးပေါင်ဆိုရင်တော့ဂွားကြဘူးလားပြိဿတက်တော်ထင်ရှားဘုရားမဟုတ်တော့လေဒီတိုင်းနေတော်မူရှာတာပဲဘယ်ရွှေ့သွားသူဟာသူနော်ဒါကြောင့်မလေးမစားအဖြစ်မလုပ်ကြပါနဲ့ပြီးတော့လည်းပဲဘုရားကိုးကွယ်ကြတဲ့ဘုရားသားသမီးများသည်ဘုရားကိုမလေးစားတဲ့ချိန်ခါမှာလေးစားလာအောင်တရားနာပြိဿပညာရှိသူတော်ကောင်းကိုမဆိုထားနဲ့တချို့ကြတော့လေလူနောက်လူပြောင်ပြောတဲ့စကားတောင်မှဖျားပြာရိပေးတယ်ဆိုပြီးကိုးကွယ်ကြတယ်ပြိဿမြင်မလားရှေ့တုန်းကဖျားတကာကဥခိုတဲ့ဖျားတစ်စောင်းကြီးကအမိုးမရှိမိုးကလည်းယူသေး
ငှက်ချီတွေကလည်းယိုသေးငှက်ချီကယိုမိုးကစိုးမလုံဘူးအဲ့ဒါတရားနာပြည်သားဆွမ်းတော်ဘွဲကောက်စားတဲ့လူနောက်တစ်ယောက်ကဘုံမော်တက်နေပြီးတော့တရားနာပြည်သားကြီးဆွမ်းတော်လားတင်တော့ဘုံမော်ကနေပြီးတော့អော်လိုက်လူနောက်တစ်ယောက်ကဖယားတကာကဥခိုကိုငှက်ချီကယိုမိုးကစိုးသီလို့ဖြင့်ငါဖယားမလှုပ်ချင်ဘူးငခိုးရေအဲ့ဒီတင်ဖယားတကဥခိုလန့်သွားတယ်ဟာဟုတ်သားပဲငှက်ချီကလည်းယူသေးမိုးကလည်းစိုးသေးမိုးရွာကြီးတယ်ဘယ်ဟုတ်ပါဖယားလှုပ်ချင်စိတ်ရှိတော့မှမဟုတ်ပါဘူးဆိုပြီးတော့မလီဖယားတစောင်းကြီးတွတ်တေမိုးပြီးတော့တရားနာပြိဿမိုးမယုံအောင်ငှက်ချီတွေရှင်းလို့ဆွမ်းတော်ပွဲနေ့စဉ်ကတ်လို့လူနောက်ပြောတာလေးနဲ့တောင်မှဖယားပြာရီပေးတယ်ဆိုပြီးတော့ပြုတ်ပြင်သွားကြဘူးတဲ့ဟိုတုန်းကဒါကြောင့်တရားနာပြိဿအခုတော့ပညာရှိသူတော်ကောင်းတွေပြောတဲ့စကားနားထောင်နေရသဖြင့်ပို့ပြီးတော့ကိုယ်ွယ်ထိုက်ကြပါတယ်လို့ဒါဘုန်းကြီးတိုက်တွန်းမှာမကောင်းဘူးလားပြိဿကြီးဒါကြောင့်ဖယားသားတော်သမီးတော်တွေဖြစ်ကြသဖြင့်လေးလေးစားစားအဖြစ်ကိုးကွယ်နေကြတဲ့ပုဂ္ဂိုလ်တွေမဟုတ်လို့ကျုပ်ကထဲ့ပြောရတဲ့စကားစပ်မိလို့ကိုင်းဇလန်းပြတ်သွားရောမယ်ဟိုကိုယ်တော်ဖယားမလေးမခံလို့ရကထွက်သွားတာနော်တက်တော်ထင်ရှားဖယားရှိဧကတိကြီးပြစ်ချတဲ့သင်္မိုင်နဲ့ကိုင်းဒီတိုင်းမနေတော့ဒီတိုင်းမကျင့်တော့မဲတို့ဖယားရန်လုံးနေတာဖယားရန်လုံနေတာပရိသတ်ဒါပေမဲ့လို့ဟိုတုန်းကတက်တော်ထင်ရှားဖယားရှိမှာဖယားရန်လုံလို့လဲဘေးကနေပြီးတော့ကိုတော်ဘယ်နဲ့ကြောင့်ဖယားရန်လုံတာတုံးလို့နောင်ချင်းထချမဲ့ကိုတော်ဒီဘေးကမရှိဘူးပရိသတ်ဖယားကိုတော်မြတ်ကြီးမိန်တော်မူမဲ့ရွှေအလုတ်ကထုတ်ပြီးတော့ပြီးတော်မူမဲ့ဩဝါဒကိုသာနာခံတော်မူကြတယ်ပဲတရားနာပရိသတ်ကြီးကျွတ်တို့ခေမြန်အခုခေဖယားမဆူထားပါနဲ့ဒီလိုတရားပွဲကြီးတွေအ၎င်းနောက်တစ်ခါယဟန္တာကြီးတွေလို့ကိုယ်ွယ်နေတဲ့ပုဂ္ဂိုလ်ကြီးတွေမလေးမခန့်တဲ့တကားတယောက်ကများဒီလိုလှုပ်ကြည့်ပါလားပြိဿကြီးလက်ခံမလားဆွဲထုတ်မလားပြုပြိဿကြီးအဲ့ဒီလိုမလေးမခန့်လှုပ်တဲ့လူကိုလက်ခံမလားဆွဲထုတ်မလားကျွတ်တို့ခေကြမရဘူးအမြင်မတော်သလိုလှုပ်ပြတာဒေါသချင်းပြိုင်တဲ့ခေကိုသိခံနိုင်တဲ့စိတ်ကအတော်ကလေးနဲကုန်ကြပြီဟိုမှာကြည့်အဲ့ဒီကိုတော်ကသင်္ကန်းလွှင့်ပစ်ပြီးကဲဒါလောက်ရှိလားအပေါ်ကဧကတိမရှိဘဲနဲ့ဒီတိုင်းနေတော့မယ်ဒီတိုင်းကျင့်တော့မယ်လို့ဖယားမလေးမခံဒေါကလေးနဲ့ပြောလိုက်တော့ဖယားကိုတော်မြတ်ကအလိုလိုက်တော်မူရှာတယ်အော်သူ့နှစ်သိမ့်ပြီးတော့တရားပြမှာပါပဲချစ်သားသတိထားလို့ရှက်ဖူးလားဟဲ့ချစ်သားရဲ့ချစ်သားသည်ဟောလွန်ခဲ့တဲ့နောက်အတိတ်ဘဝတုန်းကဒီလိုရှက်ရမှာတွေကြောက်ရမှာတွေကိုသင်သည်12နှစ်တိုင်ရှာကြံခဲ့တယ်မဟုတ်လားချစ်သားသတိထားလို့ဟိုတုန်းကသင်ရှက်တာတွေကြောက်တာတွေဒီအရှက်ကြောက်တရားနှစ်ပါးကိုသိချင်းယုံနေမကဟောနိုင်တဲ့ပြောနိုင်တဲ့ပုဂ္ဂိုလ်ကိုသိရှာဖွေခဲ့ဘူးတယ်မဟုတ်လားချစ်သားလို့ဘုရားကိုယ်တော်မြတ်ကအတိတ်ဇတ်ကြောင်းလေးဒီနေရာစကားဖြတ်ထားလိုက်ဖြတ်ထားတော့ကိုယ်တော်လည်းပဲတရားနာပြတာဧကဂရီလေးကောက်ရမ်းပြီးတော့နည်းနည်းတော့ငြိမ်သွားတယ်ဘေးရသံဃာတော်တွေကဘုရားဖြတ်ထားတဲ့စကားသိသိချင်းဖြတ်ထားတဲ့စကားများမနေနိုင်ဘူးပြိဿဒါကြောင့်ငါဟိုနေ့ရတောင်ပြောခဲ့ပါတယ်ဟေ့ဒီမဲ့စကားများအကုန်မပြောနဲ့ကျန်လာသိကျင်တဲ့စကားများဖြတ်တာထားမပြောချင်လို့တော့မဟုတ်ဘူးပေါ့ပြောချင်ရဲ့နဲ့ကြောင်လက်သေးလှုပ်ထားလိုက်ဦးအကုန်ထုတ်မပြောနဲ့ငါပြောရအောင်ကလေးကလားညီငယ်နှမငယ်တို့ဟောမင်းတို့အချင်းချင်းတွေ့ရင်လေကျန်လာအကုန်မပြောနဲ့မင်းကိုမောင်ကချစ်တော့ချစ်ပါတယ်ကွယ်ဒါပေမဲ့ဖြတ်ထားနော်အကုန်မပြောနဲ့မဟုတ်ဘူးအဲ့ဒါလို့သာဖြတ်ထားရင်ဟိုကောင်မလေးမမေးပဲမနေနိုင်ဘူးဖြတ်တာထားမင်းကိုမောင်ကချစ်တော့ချစ်ပါတယ်ကွယ်ဒါပေမဲ့ဆိုတော့ဟိုကဘာပြောတော့ဟင်ဒါပေမဲ့ပြောလေဟာမနေနိုင်ဘူးလို့ငါပြောရတာနဲ့ကြည့်ကွာခုလောကုတ္တရာလဲထုံနီး၎င်းဟေ့ဖယားကိုယ်တော်မြတ်ကသင်သည်အရှက်အကြောက်ကင်းသလားချစ်တာဟ
ဟိုတုန်းကအရှက်ကြောက်တရားကိုသင်သိရှာခဲ့ဘူးတယ်လို့အတိတ်ဇာကြောင့်လေးမဟောဘဲနဲ့ဖြတ်ထားတော့ဘေးတန်ဃာတော်တွေကမေးပြီဗျမြတ်စွာဘုရားနောက်ဘဝကအရှက်ကြောက်ကိုရှာခဲ့တဲ့အတိတ်ဇာကြောင့်ပြန်ပြောင်းပြီးတော့ဟောကြားတော်မူပါဗျာအဲ့ဒီချိန်ခါမှာဘုရားကိုယ်တော်မြတ်သည်ဧကနိပကျွတ်တို့ဒေဝဓမ္မဇတ်ကိုဟောကြားတော်မူသကိုပြိဿကြီးဘာဇတ်ကိုဟောတယ်လဲဒေဝဓမ္မဇတ်အတ္တိတေပါရဏတိယအစရှိသဖြင့်ဟောလွန်လေပြီးသောအခါကဘာယာနတိတိုင်းပြည်ဗြဟ္မရမင်းကြီးအုပ်ချုပ်စဉ်အခါအဲ့ဒီဗြဟ္မရမင်းကြီးဤမိပယခေါင်ကြီးမှာပထမဆုံးသားတစ်ယောက်ဖွားမြောက်နာမည်လေးမှဲ့လိုက်တော့မဟိန်သဘယ်သူတဲ့တုံးပြိဿဟိန်သပါဗျာမှတ်ခဲ့နော်တိုင်းမသိဘာယာနမင်းမသိဗြဟ္မဒတ်ဆိုတာပေါ့ဘာယာနတိတိုင်းပြည်ဗြဟ္မရမင်းကြီးမိပယခေါင်ကြီးမှာဖွားမြောက်တဲ့သားလေးကဘယ်သူတဲ့တုံးပြိဿဟိန်သပါဗျာမဟိန်သမှတ်မိသွားပြီနောက်များမကြမီသားတစ်ယောက်ထပ်ပြီးတော့ဖွားမြောက်စန္ဒကုမာရာများမကြမီဆိုပေမဲ့လို့ထောက်လျှောက်မဟုတ်ဘူးပေါ့ထုံးစံတိုင်းပေါ့တစ်နှစ်ကျော်လောက်တော့ကြာပေမဲ့ပေါ့ပြောရသေးတာဂတိကတဝင်လာမှဆိုလို့ထောက်လျှောက်ကြီးဖြစ်သလားလို့ထုံးစံတိုင်းပေါ့ဟောနောက်တစ်ယောက်ဖွားမြောက်နာမည်လေးမှဲ့လိုက်တော့စန္ဒကုမာရာဘယ်သူတဲ့တုံးပြိဿစန္ဒကုမာရအဲ့ဒီလိုစန္ဒကုမာရညီတော်နဲ့မဟိန်သနောင်တော်နှစ်ပါးဖွားမြောက်ပြီးတဲ့နောက်အရင်မိပယခေါင်ကြီးသည်သားတို့လာကြစမ်းအမေနေမကောင်းဘူးကွယ်တို့အမေရီတောင်းကကြောမယ်မဟုတ်ဘူးမင်းတို့ရဲ့ခမဲတော်ကြီးရောမဲဗျာခမဲတော်ကြီးရှိပါတယ်ဗျာမဲဖယားနေမကောင်းတာသိပြီးမပြင်းထန်မှုထင်လို့အဆောင်တော်မဝင်တာနဲ့တူရဲ့တာကြီးမဟိန်တာသွားလေမင်းခမဲတော်ခေါ်ကြည့်ပါအိုးအမေကြာကြာနေရမယ်မဟုတ်တော့ပါဘူးလို့အဲ့ဒါလို့ခိုင်းလိုက်တော့ခမဲတော်သွားပြီးတော့သားတော်ကြီးကရွှေလက်ဆွဲပြီးတော့ခေါ်လာမိဖုရားကြီးပါရောက်ဘောင်တော်ဗျာဓမ္မတော်သတိထားလေဘယ်နဲ့နေသေးတော့ဝေဒနာသက်သာရဲ့လားမောင်ဖယားဝေဒနာကမသက်သာဘူးတဖြည်းဖြည်းတစနဲ့ဟောဒီသားကလေးတွေကြီးပြင်းအောင်တောင်မနေရပါဘူးသားလေးတွေဥမမေဇာမမြောက်နဲ့ပြစ်ထားကြရတော့မယ်မောင်ဖယားရဲ့တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ဆိုတာတာမန်လူသားတယောက်လို့မဟုတ်တာမန်လူသားတယောက်ဆိုရင်တပင်လဲတပင်ထူအတော်ခဲရင်နဲ့မောင်ဖယားတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ဆိုတာမလဲအပင်တွေအများလှပါပြီမောင်ဖျားနမတော်နိုင်ဝဆံကံတော်ကုံလို့ရှိရင်ဖြင့်ဟောဒီသားတော်ကလေးတွေအတွက်နောက်မှရတဲ့မိဖုရားများမှပေါက်ဖွားတဲ့သားတော်တွေနဲ့အမေမျက်နှာလွှဲတဲ့မိတဆိုးလေးတွေမို့ရရဆက်ဆက်ကြီးပြုတော့မမူပါနဲ့အိုးမိဖုရားခေါင်ကြီးတတိထားလေအဆဆာရမောင်ဖျားတာဝန်ယူတယ်မပူပါနဲ့မပူနဲ့ဆိုပေမဲ့လို့နှမတော်မျက်စိမိတ်သွားလို့မမြင်နိုင်တဲ့ဘဝဟောရောက်ရဘဝကနေပြီးတော့ဟောဒီသားတော်လေးတွေပြန်ပြီးတော့ကြည်နိုင်မယ်ရှုနိုင်မယ်ဆိုရင်လည်းတော်ပါသေးရဲ့ရောက်ရဘဝပြောကြဇရမ်းမို့ဒီသားလေးနှစ်ယောက်ကိုပြန်ပြီးတော့မကြည့်နိုင်တဲ့ဘဝများဖြစ်ရင်မောင်ဖယားတွေးပြီးမသိခင်တနာလုံးလို့နှမတော်ရဲ့သားတော်ကလေးဟိသနဲ့စန္ဒကုမာရကိုဂယုတစိုက်စောင့်ရှောက်တော်မူရပါတော့နှမတော်မျက်စိတွေပြားလာပြီးနေရတော့မဟုတ်ပါဘူးသားတော်တို့မေဖယားမနေရတော့ဘူးထင်ပါရဲ့မောင်ဖယားနှမတော်မနေရတော့ဘူးနှမတော်လေးကဲသေးပါတော့နော်သေလိုက်တာကောင်းတယ်ကျုံမောတယ်သေမဲ့မိမသေးမှာပဲကိုင်းသေရောဟောသေခြင်းအဲ့လိုခတ်တော့တာသေကြငင်းမနေနဲ့ဟုတ်တယ်တချို့မသားတွေကမသေးနိုင်ဘူးလဲကန်နဲ့
အချို့များကြတော့မသေးခင်ကိုပြုတဲ့ကုသိုလ်ကောင်းမှုတွေဂရုမစိုက်ဘူးငါတရားနာခဲ့ပြီအလှူခဲ့ပြီတန်းခဲ့ပြီရှင်ပြုခဲ့ပြီသင်္ကန်းတွေလှူခဲ့ပြီကထိန်တွေခင်းခဲ့ပြီဒါလေးတွေများအာယုံပြုသေးရင်နတ်ပြည်လောက်ကတော့တန်းလို့ရမဟုတ်ဘူးတချို့ကြတော့အဲ့ဒါလို့မသေးနိုင်ဘူးလဲကန်နဲ့ငါမရှိရင်ငါသားလေးဘယ်သူနဲ့နေခဲ့အာကိစ္စမရှိဘူးသမီးပြူလေးခက်တယ်လဲကန်နဲ့မသေးနိုင်ဘူးတချို့မသားကလူစုံအောင်စောင့်ဒီထက်မသားသွားဝေဖန်တဲ့လူကရှိသေး9 ရက်တောင်ရှိပြီတဲ့အစာမဝင်တာသေဖို့ကောင်းပြီတဲ့အသက်ကပြင်းတာသူသေချင်မှသိမှာပေါ့မသားသွားဝေဖန်ရေးလို့ဟိုတယောက်ကထပ်ပြောတယ်အိုးတဲ့ဘယ်သေးအောင်မသုံးနဲ့ရန်ကုန်ကသူ့သားကြီးမှရောက်သေးပဲကိုဒါကြောင့်တချို့မသားလဲလူစုံအောင်စောင့်ကြည့်အခုသေးပြီရှင်မရင်ကြီးခြေမကိုင်းမိလက်မကိုင်းမိနဲ့နမတော်မိဘရခေါင်းကြီးအမလေးကြည်သားမောင်ကိုကျိုးနေပြီသားနှကောင်းတဲ့မောင်ဖျားပြစ်ထားခဲ့ပြီလားတာတော့မင်းတို့မဲ့ဖျားမရှိတော့ဘူးကွယ်ဘယ်နေရာလိုက်ရှာလို့မှလှုပ်ရှားနဲ့မင်းမဲ့ဖျားကိုခါတိုင်းလို့သွားလာလှုပ်ရှားပြီးတော့မောင်ဖျားပြုစုယူရတာတွေကိုနမတော်မြင်ရတော့မဟုတ်ပါဘူးရဲ့လို့အလုံးရဲ့ပေါ်လုံးမတော်တွေ့လိမ့်တော့ဟိုရဲ့နဲ့ဒီလိုငိုးနေမြောက်ဘူးကအဆောင်မရနိုင်မောင်ရှာရာမောအမလေးမောပြီးဟိုလက်စားမတွေ့ဒီလက်စားမတွေ့ပါလားမိဘရခေါင်းကြီးပေလန်းကိုဝင်သူရဲ့ရွှေလုံးရှင်မောင်ကိုစိတ်တော်ကြောင့်မကျင်တော့တမင်ခွာလို့ကတိတ်တော့တဲ့ကွယ်ဟမမင်းမိမသဘောကိစ္စလို့သာငူလိုက်ရရင်တော့ဗျာချလားဘုန်းကြီးမို့လို့ပြောနေမှာကဲတော်ပြီငိုတယ်လို့သာမှငိုပြီးတော့ပြမရကြီးကလည်းရှင်မင်းဆိုတော့နောက်မိဖုရားတယောက်ခတ်တုတ်မြောက်တကူဗျအော်တရားနာပြိဿနောက်တယောက်ခတ်တုတ်မြောက်လိုက်တော့နောက်မိဖုရားခေါင်ကြီးကဟောသားတယောက်ဖွားမြောက်လိုက်တာသူရိယာဆိုပါလားပြိဿကြီးဘယ်သူတဲ့တုံးမျိုးသူရိယာပြမရမင်းကြီးသားပဲ2ယောက်ဖြစ်လား3ယောက်မှတ်ဟိအရင်မိဖုရားကြီးနဲ့ကမဟိန်တဲ့အကြီးကအငယ်ကစန္ဒကုမာရနောက်မိဖုရားနဲ့ဖွားမြောက်တာကသူရိယဘယ်2ယောက်တော့မင်းမယ်နော်အရင်မိဖုရားနဲ့ဖွားမြောက်တဲ့သား2ယောက်ကအကြီးကဘယ်သူတုံးဟိမဟိန်သအငယ်ကဟုတ်ပြီနောက်မိဖုရားနဲ့ဖွားမြောက်တဲ့သားလေးတစ်ယောက်ကဘယ်သူတဲ့သူရိယဘောင်းပဲ2ယောက်တော့ညီနောင်3ပါးနော်အဲ့ဒီလိုညီနောင်3ပါးဖွားမြောက်ပြီးတဲ့နောက်ဒီသူရိယဆိုတဲ့မင်းသားကလေးဖွားမြောက်တဲ့အခိုက်အတန့်မှာပင်လျင်မိဖုရားကြီးကိုဆုပေးအရင်မိဖုရားကြီးတုန်းကဆုမပေးမိဘူးနောက်မိဖုရားသားလေးဖွားမြောက်တော့နမတော်မိဘရခေါင်ကြီးလိုတဲ့ဆုကတောင်းစီဗျာလိုတဲ့ဆုတောင်းစေလို့ဆိုတော့မိဘရခေါင်ကြီးကစဉ်းစားလိုက်တော့အရင်မိဖုရားဖွားမြောက်ထားခဲ့တာကမဟိန်းသားနဲ့စန္ဒကုမာရသား2ယောက်သူရိယဆိုတဲ့ငါဤသားကအငယ်ဆုံးတကယ်စဉ်းစားကြည့်လိုက်ရင်မိဘအများရဲ့ထိရိတ်နန်းရာကိုရာရိုးထုံးစံဟာအကြီးဆုံးသာလျှင်ဖြစ်တယ်တယောက်ဆိုရင်ထားပါတော့ငါဤသားအထက်ကတယောက်ဆိုရင်ထားပါတော့အခုတော့2ယောက်တောင်ဖြစ်နေတယ်တယောက်ဆိုရင်ဖြစ်သလိုဖြောက်ဖြက်ပြစ်ငါမိဘရခေါင်ဖြောက်နိုင်တာပဲအခုတော့2ယောက်စလုံးဆိုတော့လေဘယ်လိုမှငါမတတ်နိုင်တဲ့ကိစ္စအလေးမောင်ဖះကလည်းလိုတဲ့ဆုကိုတောင်းပါလို့ပြောထားသဖြင့်ငါဒီသားကလေးအရွယ်လေးအတော်ရလာတဲ့အချိန်ခါမှာငါဤသားသူရိယအမင်းအဖြစ်ကိုငါဆုတောင်းဒီကြံကြံမိပြုတ်ဒီကြံကြံပြီးတော့လာခဲ့တာတဖြည်းဖြည်းတစနဲ့သူရိယလေးကြီးပြင်းလာတဲ့အချိန်ခါမှာတောင်းပြီ
မောင်ဖျားမောင်ဖျားဟောနှမတော်ဘာများအကြောင်းထူလို့ဒါလောက်ထိအောင်အထူးထူးထူးကဲကဲရောက်လာရတာတော့မှန်လားပါဗျာမောင်ဖျားဟိုပိဋကသုံးတဲ့ဘိုးဘုံအလဲမှာပြောမယ်ဆိုလို့ရှိရင်နှမတော်စကားရိုင်းပြတယ်လို့ထင်ကြပါလိမ့်မယ်မောင်ဖျားပိတ်ထားတဲ့စုပေးမယ်ဆိုတဲ့ဂရိစကားတော့သူတို့သိကြမယ်မဟုတ်ပါဘူးဗျာမောင်ဖျားပိတ်ထားတဲ့စုမောင်ဖျားနဲ့ဒီစကားတော့သူတို့သိကြမယ်မဟုတ်ပါဘူးဗျာတို့ဖြစ်ပါတော့ကြောင့်မောင်ဖျားနဲ့နှစ်ကိုချာနှစ်နားဆိုသလိုတိုင်ပင်စရာရှိလို့ပါဗျာမောင်ဖျားဒီသားတော်လေးသူကြီးရောက်ဖွမ်းမြောက်သောချိန်ခါမှာအမတန်ချစ်မြတ်နိုးပါတော့ကြောင့်လိုတဲ့စုကိုတောင်းလို့မောင်ဖျားထားခဲ့တဲ့ဂရိတိုင်းအခုစုတောင်းမယ်ဗျာမှန်လားပါဗျာဖျားနှမတော်ဤသားတော်လေးသူရိယကိုမင်းအဖြစ်စုပေးသနာတော်မူပါဗျာအလိုမကြောက်မနာသာပါလားမိဖုရားကြီးမသိတော့ဘူးထင်တယ်ဗျာမဟိန်တနဲ့ဇဏကုမာရသားအကြည့်နှစ်ယောက်ရှိပါလျက်ကနဲ့သူရိယသားငယ်ဆုံးကိုမင်းမြောက်ရမယ်ဆိုတော့မသိတော့ဘူးမိဖုရားခေါင်ကြီးမသိဘူးဗျာမသိဘူးဗျာမှန်လားပါဗျာမောင်ဖျားပေးတဲ့စုမောင်ဖျားထားတဲ့ဂရိကိုဖျက်တော့မလားဖျားဂရိဖြစ်တယ်လို့တော့မဟုတ်ဘူးပေါ့ကွယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နေအိုးငါဤသားတော်လေးများခေါ်ပြီးတော့တိုင်ပင်မရစေအိုးတိုင်ပင်မရစေအောင်ဆိုပြီးတော့သားတော်နှစ်ပါးကိုခေါ်တော်မူ၍သားတော်မဟိန္ဒသနကုမာရသားတော်များခမဲတော်ဖျားခမဲတော်ဖျားငါဤသားတော်များဤမေဖျားသည်နတ်ရွာဆံကံတော်ကုံသွားပြီးတဲ့နောက်အခုသူရိယမင်းတို့ရဲ့ညီဝါသည်အခုနောက်မိဖုရားမှရသောသားဖြစ်တဲ့ချစ်သားတို့နောက်မိဖုရားအားခမဲတော်သည်လိုအပ်သောစုကိုတောင်းစေလို့ဂရိပေးထားခဲ့တဲ့အတွက်အခုသူ့သားကိုဘယင်မြောက်လို့တဲ့ဒါကြောင့်ငါဤသားတော်များသည်ရွှေနန်းတော်မှာမနေဘဲနဲ့ဝေးဝေးလို့ခွာ၍ခမဲတော်နတ်ရွာဆံကံတော်ကုန်တဲ့အခါကျမှထီနံအရိပ်အရာကိုလာပြီးတော့ယူရပြီးတော့ချစ်သားတော်ရွှေနန်းတော်မှာအခုမနေသင့်ဘူးခမဲတော်သားတော်နှစ်ပါးကိုမခွဲခြင်းနဲ့ခွဲရတော့မယ်ချစ်သားတို့သွားကြကုန်လို့သွားကြကုန်လို့မျက်ရည်စနဲ့ခမဲတော်ပြောလိုက်တော့ဟောမဟိန္ဒနဲ့သန္နာကုမာရကထွက်ပြီဒီထဲတရားနာပြေသာညီနောင်နှစ်ပါးအထွက်သူရိယဆိုတဲ့ညီကလေးကလည်းအကိုများတန်ရောစဉ်ရှိနောက်ဖះတို့ဘဲသွားကြမှာလဲဖះအေးတို့တော်တယ်သွားမလို့ညီပွားလဲလိုက်မယ်ဟိုမလိုက်နဲ့လေမဟုတ်ဘူးလိုက်မယ်ဖះနောက်ဖះနှစ်ပါးမရှိရင်ညီပွားလည်းမနေရဖူးဆိုပြီးတော့သူရိယမင်းသားလေးပါလိုက်သွားရောပေသာသုံးပါးညီနောင်တောလေကောင်ထွက်ပလားပိဋကကြီးအဲ့ဒီလိုတောထဲထွက်သွားလိုက်ကြတာတောထဲမှာနေကြတောထဲမှာစားကြတောထဲမှာအိတ်ကြဒီလိုနေရင်နဲ့ပဲဟိုကျွတ်တို့ဝတ်တော်နတ်မင်းကြီးအပိုင်စားပေးထားတဲ့ရေအိုင်တစ်ခုမှလေရက်ခိုက်ဘလူးတယောက်ဆောင်အဲ့ဒီဘလူးကဒီရေအိုင်မှာလာသမျှလူသားတွေကိုသူမေးတဲ့ပု္ပ္ပာကိုမဖြေနိုင်ကသူမေးတဲ့ပု္ပ္ပာကိုမဖြေနိုင်ကအကုန်စားအဲ့ဒီရေအိုင်သားညီနောင်သုံးပါးရောက်သွားကြတဲ့အချိန်ခါမှာဟဲ့သူရိယညီလေးနောင်ဖျားရေစား了ကွယ်ဟိုမှာရေအိုင်ရှိတယ်သွားရေရှာကြည့်စမ်းရေခက်ခဲစမ်းလို့ခဲလိုက်တော့သူရိယမင်းသားလေးသည်ရေအိုင်သားသို့ရောက်သွားဘလူးကကြည့်နေရေအိုင်နဲ့လဲဆင်းရောလက်လှမ်းဆွဲလိုက်ဟိုင်းမပြေးနဲ့မပြေးနဲ့လို့ဆွဲလိုက်တော့လေသူရိယမင်းသားလေးပြူးသွားတယ်မျက်လုံးရှင်းအောင်လွဲသွားလို့ဟိုနည်းနည်းလေးတရားနာတာပတိသတိထားနာနော်အေးငါတရားဝဲလူငယ်တွေဥကြောင်းကြောင်းမငိုက်နဲ့နော်လူတဲ့အရှက်ကွဲနေဦးမယ်ငါတစ်ချက်ကောက်អော်ရတယ်ခေါ်လိုက်ရင်900ကကြီးကြီးကျက်တဲ့ဖြစ်တတ်လုံးလို့မြုံလာတို့ဟိုကြောက်တံမဆင်ရွာကြီးဆိုတာအဲ့ဒီဘက်သွားတရားဟောတော့ကလေးမလေးတရားဟောရှေ့ဆုံးကဇိမ်နဲ့တရားနာတာငါပြမျက်စိလေးမိတ်ဟောဒီတက်ငါဘာမှမသိဘူးကောက်អော်လိုက်မဲ့သူကဇိမ်ကလေးနဲ့ငိုက်တာလေ
ဒီကောင်မလေးတော့လဲတော့မှာဒီလိုငန်းမျက်စိအောက်တဲ့တဲ့ကြီးကိုငိုက်နေတာကဒီကောင်မလေးဘယ်ချိန်လဲမလဲငါကလည်းငါဇက်ကွန်းနဲ့ငါဟေးသူ့သတိမထားမိဘူးကောက်អော်လိုက်တော့ဟောသလိုငိုက်နေတဲ့ကောင်မလေးပါဘုရားဘယ်လဲလဲသွားတယ်မေကိုသွားတာပြေးတာမနှဲနှံတတ်ယူอ่ะမသေးလို့ပေါ့ဗျာသေရင်အဲ့ဒီတုန်းကဂျန်ဒီကန်လူသားမှုကြီးပါလားဒါကြောင့်သတိထားရဟဲ့ငါကကောက်အော်ရတယ်ဒီတရားနာပြေးတာလက်ဆွဲပြီးတော့ဟိုင်းမပြေးနဲ့မလီဘစ်ဘလူးတောင်ထွက်မဖြစ်ဘူးဘစ်လာနေတာဟိုမှာသူရိယမင်းသားလေးပြူပြတဲ့နဲ့ဟင်ဘာလို့မလို့လဲခင်ဗျဟဲ့ကောင်ဘာလို့ညမငါရီအိုင်ငါပိုင်တယ်ငါရီအိုင်နဲ့ဆင်းရင်ငါမေးတဲ့ပြဿနာကိုဖြေနိုင်မှပြန်လွတ်တယ်ဘာမေးမလို့လဲခင်ဗျငါမေးမယ်ဒေဝဓမ္မခေါ်တဲ့တရားကိုငါသိချင်အဲ့ဒီဒေဝဓမ္မကိုမင်းပြောနိုင်ရင်ပြောမပြောနိုင်ရင်မင်းပြန်မထားရလိမ့်ဗျာဒေဝဓမ္မအော်သိတယ်သိရင်ပြောဒေဝဓမ္မဆိုတာနေနဲ့လက်တောင်ပြောမြောက်ပြောဟုတ်လားလေဒေဝဓမ္မကိုနေနဲ့လာခဲ့တခါတည်းတရားနာပိဋကဆွဲခွန်ထားလိုက်ရေတဲ့သူ့ပိတ်မှန်နဲ့ထည့်ထားဟဲ့ညီမဆန္ဒကုမာသာနောက်ဖျားညီလေးသူရိယကြာတယ်ကွယ်မလာဘူးဟဲ့လိုက်သွားစမ်းဘယ်လိုအကြောင်းများထူးတယ်လဲလို့ဆန္ဒကုမာသာမင်းသားလေးကလိုက်သွားဆန္ဒကုမာရမင်းသားလေးလိုက်အသွားရေအိမ်သားရောက်ဒီလိုပဲရေကန်နဲ့ဆင်းဟိုင်းပါလေလက်ဆွဲဟာဘလူးကြီးဟဲ့မင်းငါဘာအော်တာတော့မကြောက်အော်တာတော့ဘလူးကအော်တော့သူလည်းနည်းနည်းလန့်သွားတယ်မှာဘလူးကလူပြဟဲ့မင်းငါဘာလို့အော်တာကြောက်လို့အော်တာမကြောက်နဲ့ငါရီအိုင်ငါပိုင်နဲ့ငါမေးတော့ကိုဖြေနိုင်မှမိန့်ကိုလွတ်မေးပါဘာမေးပါလဲမြန်မေးကျုပ်ပြန်ရင်ပြီမဖြေနိုင်မှပြန်ရမှာမင်းပြန်ရင်တိုင်းလွတ်လိုက်မယ်ထင်သလားဒေဝဓမ္မကိုမင်းဖြေနိုင်ရင်ပြန်တော့ဗျာဒေဝဓမ္မဒေဝဓမ္မသိပါပြီကျုပ်ပြောမယ်ခင်ဗျာဒေဝဓမ္မဆိုတာအရာလေးမျက်နှာကိုခေါ်ပါတယ်ဒီကောင်တောင်ပြောလာခဲ့တခါလဲဆွဲခေါ်ထားလိုက်မပြန်လာဘူးညီဘွားနှစ်ယောက်မပြန်လာတာအတော်ကြာတော့ရန်သူတွေ့ပြီထင်တယ်တဲ့မဟိန္ဒနောင်တော်ကြီးကနောက်ကလိုက်ရေအိမ်နာမတ်တရကြည့်ဘလူးကတရားနာပိဋကအမဲသူကတောသွားတဲ့ခရီးသွားလိုတောသားဟန်ဆောင်မဟိန္ဒတို့ဖရာအလောင်းတော်ကလည်းပဲလေးနဲ့များနဲ့ရပ်ပြီးတော့ကန်စကနေပြီးကြည့်အောင်စင်မစင်ဘူးကြည်စားငါညီဘွားနှစ်ယောက်ရေအိမ်နဲ့ဆင်းတာကမြင်ရတယ်တက်တာမမြင်ရဘူးဆင်းတဲ့ချီယာကတွေ့တယ်တက်တဲ့ချီယာမတွေ့ရပ်ပြီးတော့အကဲခတ်ဒီရေအိမ်ကြီးရက်ခိုက်ဘလူးဆောင်သောရေအိမ်ဖြစ်ရဘလူးကတရားနာပိဋကလူသားလို့ဖန်ဆင်းပြီးတော့အသင်မင်းသားသင်မောလာတယ်လေတဲ့တော်ကြီးတောင်ကြီးတဲ့ရေလေးများဆင်းပြီးတော့တောက်ပါဦးနော်လားရေလေးများဆင်းပြီးတော့ချိုးပါဦးနော်လားကြာရိုးကြာဆွဲလေးများဆင်းပြီးတော့စားပါဦးနော်လားတဲ့ဘလူးကပြောတာသူဘလူးဖြစ်ရသိတယ်ဖះလုံးက
သူဘလူးဖြစ်ရမယ်ပြိဿဘလူးကမျက်တောင်မောင်ခဖဲကိုဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျုပ်ဟိုမဟောဒရာဇတ်တော်ဟောတဲ့ခါဒါရှင်းရှင်းလင်းလင်းပြောခဲ့ဘူးပါတယ်ပြိဿဒီတော့ဟောချင်မှဟောဘူးမယ်ပေါ့ကန်ရှိသေးတော့နည်းနည်းရှင်းနေမှာစိုးလို့ဒါဘလူးဖြစ်ရအသင်ဒီငါညီနှစ်ယောက်ကိုဖမ်းထားတော့ဘလူးမဟုတ်လားဟုတ်တယ်အသင်မင်းသားဘယ်နဲ့ကြောင့်ငါညီဘွားနှစ်ယောက်ကိုဖမ်းထားသလဲအသင်ညီဘွားနှစ်ယောက်ဖမ်းထားခြင်းသည်ငါပိုင်သောရေအိုင်ကိုဆင်းလို့အခုသင်လည်းပဲမဆင်းသေးလို့ဆင်းရင်သင်ကိုလည်းငါဖမ်းမယ်နေပါဦးရေအိုင်နဲ့ဆင်းတာနဲ့ငါညီဘွားနှစ်ယောက်အကြောင်းမဲ့တက်ဖမ်းသလားအကြောင်းမဲ့ဖမ်းသည်မဟုတ်ငါသည်အကြောင်းရှိသင်ညီဘွားနှစ်ယောက်ဒီငါမေးတာကိုမဖြေနိုင်လို့မလှုပ်ဖဲထားတယ်သင်ညီဘွားနှစ်ယောက်မဖြေနိုင်လို့မဖြေနိုင်သမျှမလွတ်ယုံနေမကတနေ့ကြတော့လေသူတို့အသားငါစားရလိမ့်မယ်နေပါအောင်ဘလူသင်ပါမေးတာငါညီဘွားနှစ်ယောက်ကပြန်လှော့မလွတ်ဘူးငါမေးတာကိုသင်ဖြေနိုင်ရင်လှော့မယ်ဖြေနိုင်ရင်လှော့မယ်ဆိုတော့ဖြေနိုင်ရင်နှစ်ယောက်တော့မလှုပ်တယောက်လှော့မယ်တဲ့အဲ့ဒီရင်တရားနာပြည့်တာကဲသင်မဲလို့တာကိုမဲတော့ဘလူငါမဲလို့ဒီကတခြားမဟုတ်ဒေဝဓမ္မဘယ်နဲ့ဘလူဒေဝဓမ္မအဲ့ဒီဒေဝဓမ္မတရားကိုဖြေနိုင်ကငါလွတ်မဲအဲ့ဒီတော့မှကျွတ်တို့ဖယားအလောင်းတော်ကြီးကသိနာမလားငါနာမဲအဲ့ဒီကြတော့မှသူ့ဗိမာန်မှာတရားနာပြီးသားကြာနာနာခင်ကျင်းပြီးတော့တရားနာတော့ဟိရိဥတ္တပသံပန္နသုက္ကဓမ္မသမာဟိတာသံတော်ပပုရိတာလောကေဒေဝဓမ္မာတိဝုစရေလို့ဖြေလိုက်ပါရောပြုရှင်းသေးဘူးဘလူမရှင်းသေးတာကိုကျွတ်တို့ဖယားအလောင်းတော်မဟိန်သမင်းသားကဘလူတဲ့ဒေဝဓမ္မတရားမြည်သည်တခြားမဟုတ်ဟိရိနဲ့ဥတ္တပသာဖြစ်သည်ပိဿကြီးဘာနဲ့ပါတယ်တုံးမျိုးဟိရိဆိုတာရှက်သည်ဥတ္တပဆိုတာကြောက်သည်လန့်သည်ကြောက်တာနဲ့လန့်တာတူတူပဲဟဲ့ဤငါဓမ္မကယ်တို့မှတ်သွားဆောင်ပါဟဲ့တို့တိုင်းပြည်ကြီးဟိရိဥတ္တပနဲ့နဲ့ကင်းနေလွန်းလို့ဒါကြောင့်ငါနောက်ဆုံးကြဒီတရားကိုဟောပါရှက်ကြစမ်းမှာကြောက်ကြစမ်းမှာအရှက်အကြောက်ကိုလက်ကင်ထားကြစမ်းမှာအဲ့ဒီရှက်မှုကြောက်မှုလို့ခေါ်တဲ့ဟိရိဥတ္တပလို့ခေါ်တဲ့ဒေဝဓမ္မတရားနှစ်ပါးမရှိဝလားဆိုမှဖြင့်တိုင်းပြည်ကြီးတောင်ပြည့်စည်နိုင်ပါသည်ကွယ်တို့သတိထားကြဟဲ့တိုင်းပြည်တောင်ပြည့်နိုင်တယ်ဒါကြောင့်အခုတို့မြန်မာနိုင်ငံမှာအုပ်ချုပ်နေတဲ့နိုင်ငံတော်အစိုးရကလည်းမြန်မာနည်းမြန်မာဟန်နေမပြောက်ကွယ်ရအောင်သူတေသနာအမျိုးမျိုးတွေနဲ့ယဉ်ကျေးမှုတွေအမျိုးမျိုးထိမ့်သိမ်းစောင့်ရှောက်လို့ဥပဒေတွေနဲ့နှိပ်ကွလို့ဒီလိုမကြောက်ရင်ဒီလိုခံရမယ်ဒီလိုမလန့်ရင်ဒီလိုခံရမယ်ဥပဒေနဲ့ဟဲ့အာဏာစက်နဲ့ယုံနေဂတ်တွေထောင်နေဆိုတာအလကားထားတာမဟုတ်ဘူးယုံနေဂတ်တွေထောင်နေဆိုတာသူတော်ကောင်းတွေအတွက်မဟုတ်ဘူးယုံနေဂတ်တွေထောင်နေထားပြီးတော့တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကမဆိုးနဲ့ဆိုရင်မင်းတို့ဒီထဲနေရအရှက်ကင်းသလားတိုင်းပြည်မှာလာခဲ့အရှက်ကင်းရင်ဒီထဲဝင်အကြောက်ကင်းသလားလာခဲ့အကြောက်ကင်းလို့ဗျံမရာနေရင်ဒီထဲဝင်အဲ့ဒီဟိရိဥတ္တပဆိုတဲ့တရားကိုတိုင်းပြည်အုပ်ချုပ်တဲ့နိုင်ငံတော်အစိုးရကလည်းအာဏာစက်နဲ့စောင့်ရှောက်နေသည်ကျွတ်တို့ယဟန်တန်ဃာပိုင်းဖယားသားတော်များကလည်းဓမ္မစက်နဲ့ရှစ်ကြစမ်းမှကြောက်ကြစမ်းမှလို့လိမ္မာရေးချရှိအောင်တရားပွဲကြီးတွေမှာလမ်းညွှန်ပေးနေသည်ပရိသတ်မှန်လားပရိသတ်ကြီးမှန်ပါဗျာအဲ့ဒီအရှက်ကြောက်တရားနှစ်ပါးလဲဟောပြီးရောပရိသတ်ရေတယောက်ပေးမယ်တဲ့ညီနှစ်ယောက်ကိုတယောက်ပေးမယ်တဲ့ပရိသတ်နှစ်ယောက်စလုံးပေးမှလားတယောက်တည်းပေးမှလားတယောက်တည်းပေးအဲ့ဒီတယောက်တည်းပေးမဲ့ကိစ္စလူကျင်တဲ့ညီကိုပြောလို့ဆိုတော့ဟော
သူရိယမင်းသားလေးကိုခေါ်ဗျာပိဋကသူရိယမင်းသားလေးကညီအရင်လားဝန်းခွဲလားဘယ်နှဝန်းခွဲတော့သူမရတယောက်ကိုမရတယောက်ဆိုတဝန်းပြပဲနဲ့လို့ခွဲမှာတော့တဝန်းခွဲပေါ့နော်သန္နကုမာရကတမအေတယ်ဟိုကတယောက်ဆိုတော့တဝန်းခွဲတာပေါ့ဒါပေမဲ့လို့အဖေတူအမေခွဲလို့ခေါ်တယ်အဖေဘက်ကကြည့်တော့ယင်းအမေဘက်ကကြည့်တော့ဖြားငါတို့ဖျားရဲနဲ့ဟောနေရတာကိုဒီတော့တရားနာပရိသတ်ရေသူရိယမင်းသားလေးကိုခေါ်လိုက်တော့အမေဘလူးကဒီနေရာဘာပြောတယ်ထင်အော်သင်မင်းသားသင်သည်ဟိရိဥတ္တပခေါ်တဲ့ဒီဝဓမ္မတရားနှစ်ပါးကိုဟောမှာဟောရတဲ့မကျင့်တတ်ဘူးတဲ့နေအောင်ဘလူးဘာကိုဆိုလိုတာတော့ဘာကိုဆိုရမလဲအသင်သည်အငယ်နဲ့အကြီးကိုချီးမြှောက်ရမယ်ကိစ္စအခုတော့ဘယ်နဲ့ကြောင့်သူရိယမင်းသားအငယ်ကိုခေါ်တယ်လဲတရားမျှတမှုမရှိဘူးသင်သည်ဒေဝဓမ္မတရားကိုဟောတာဟောတတ်တယ်အကျင့်တရားမညီညွတ်ဘူးဘယ်နဲ့ကြီးတဲ့လူမချီးမြှောက်ဖ ೇನೆ အငယ်ကိုချီးမြှောက်ရတာတော့ဩဘလူးသတိထားငါပြောတဲ့စကားနားထောင်နော်ငါနဲ့သန္နကုမာရမင်းသားသည်အမေလူဖြစ်တယ်ဗြဟ္မရာမင်းကြီးရဲ့သားတော်တွေသူရိယမင်းသားလေးကအမေတယောက်ဖြစ်တယ်ငါတို့မေတော်သေပြီးတဲ့နောက်သူရိယမင်းသားရဲ့မေတော်နဲ့ယခုထီးနှံစီတွေကိုဆက်လက်ခံစားနေတယ်ဒီသူရိယမင်းသားလေးရဲ့မေတော်သည်သူ့သားကိုရှင်မရင်ဖြစ်လို့တဲ့စိတ်ကြောင့်ငါတို့ရဲ့ခမဲတော်သည်ခြေသားတော်တော်ထဲမှာသွားပြီးတော့နေကြအောင်ကြီးပြင်းမှထီးနှံစီစိန်လာပြီးတော့ယူကြလို့ညီနောင်အရင်နှစ်ပါးကိုလွတ်တော်လဲဟောဒီသူရိယညီပွားလေးကသူပါမနေဘူးလိုက်မယ်ဆိုလို့ခေါ်လာသူပါလိုက်လာတယ်ငါတို့တော်ရဲထွက်လာခဲ့ရခြင်းသည်သူရိယအကြောင်းခံ၍တော်ရဲကိုထွက်လာခဲ့ရတယ်ဘယင်မြောက်လို့တဲ့ကိစ္စကလည်းညီငယ်သူရိယကိုသာမြောက်လို့တယ်ဒါကြောင့်ငါသည်အသင့်လျော်ဆုံးစဉ်းစား၍ငါသည်တရားဓမ္မနဲ့လျော်ညီစွာညီငယ်ကိုခေါ်တယ်ဘလူးလို့အဲ့ဒါလို့ပြောလိုက်တော့ဘလူးကျေနပ်သွားတယ်။တော်ပါပြီဆိုတော်ပါပြီဆိုဟိရိဥတ္တပခေါ်တဲ့ဒေဝဓမ္မတရားကိုဟောနိုင်ုံများမကတရားနဲ့လျော်ညီစွာပြင့်နိုင်တဲ့အသင်မင်းသားကျွန်ုပ်သည်ဝမ်းမြောက်ဝမ်းသာရှိလှပါသောကြောင့်ဟောဒီညီဘွားနှစ်ယောက်ကိုအကုန်လုံးပေးလိုက်ပါတော့မည်ဆိုပြီးတော့သူရိယမင်းသားလေးရောသန္နကုမာရမင်းသားလေးရောညီနောင်၃ပါးကိုလွတ်လိုက်ပါရောဗျာလွတ်လိုက်ဘူးလားပြိဿကြီးလွတ်လိုက်ပါလေဗျာဟဲ့တရားနာမယ်ကပါတဲ့ကြောက်ပါသေးတယ်တိုင်မမောင်ဖြည်းဖြည်းပေါ့ဟိုတထုပ်လုံးမမှတ်မိပါသည်ဒါလေးတွတ်တွတ်လွတ်လွတ်ရှိလေတော်ပါပြီ၃ပါးညီနောင်သေပွဲအောင်အရင်ဟောခဲ့တာကနေလညီနောင်သေပွဲအောင်တော့အခုကဘာတဲ့တော့ဟဲ့၃ပါးညီနောင်သေပွဲအောင်ပါဗျာဒါမဲ့ဇတ်သိန်းလေးနဲ့ကြကြဂယုဆိုင်တော့အိမ်ကြမပြောတာဖဲနေဒီလို၃ပါးညီနောင်ရွှေနန်းတော်ကြီးပြန်ကန်ဒီကာလမှာမပြန်သေးပဲနဲ့တော်ထဲမှာခိတ္တဆောင်ဆိုင်နောက်နက်ခတ်ကြည့်လိုက်တော့မဟိန်တဖရာအလောင်းတော်ကနက်ခတ်သည်အော်ငါဤခမဲတော်ဗြဟ္မရာမင်းကြီးဒီနတ်ရဆံကံတော်ကုံပါလေလော့လားနတ်ရဆံကံတော်ကုံတဲ့ဖြင့်ငါတို့ပြန်ရန်အချိန်ကြပြီဆိုပြီးတော့ဟောညီနောင်၃ပါးရွှေနန်းတော်ကြီးပြန်သွားလို့မဟိန်တလို့ခေါ်တဲ့ဖရာအလောင်းတော်ကြီးကထီးနန်းအုပ်ချုပ်မင်းလို့သန္နကုမာရညီဝါကိုအိမ်ရှင်မင်းသားအရာမှာထားလို့သူရိယခေါ်တဲ့ညီအငယ်ကိုစစ်သူကြီးအရာမှာထားလို့အသက်ထဲဆုံးနေသွားကြပါတယ်ချစ်သားတို့လို့ဆိုပြီးဇတ်ပေါင်းတော်မူတာကနားထောင်သားဟဲ့အခုငါဖယားရှိမှာဧကဝီတုံးလုံးချုပ်ပြီးဒီတိုင်းပဲနေတော့မယ်ဒီတိုင်းပဲကျင့်တော်မယ်လို့အရှက်အကြောက်ကင်းလိုက်သောဟောဒီယဟန်ကဟိုတော့ငါဘလူးဖြစ်ခဲ့ဘူးတဲ့ခြေသားတို့အခုငါဤညီတော်အာနန္ဒာကခိုးတော့ငါသူရိယမင်းသားလေးဖြစ်ခဲ့ဘူးတဲ့ခြေသားတို့အခုငါဤလက်ရတော်ရန်သာကြီးတာရိပုတ္တရာကဟိုတော့ငါစန္ဒကုမာရဖြစ်ခဲ့ဘူးတဲ့ခြေသားတို့
ငါဖယားကဟိုတော့ကနောင်တော်ကြီးမဟိန်သဖြစ်ခဲ့ဘူးတဲ့ခြေသားတို့ပေါင်းမလားဇတ်တော်ပြိဿပေါင်းပါဗျာကဲပြန်မေးမယ်နော်ပြန်မေးမယ်နော်အိမ်ကြပေါင်းတတ်အောင်ခင်ဗျားတို့အိမ်ကြပေါင်းတတ်မှဖြစ်မှာကျုပ်ဟောတဲ့ဇတ်ပြောတာခင်ဗျားတို့ဟာခင်ဗျားတို့တော့ကျုံနဲ့ဘာမှဆိုင်ဘူးဒါရှိရှိပြောရတာလေအိမ်ကြပေါင်းတတ်အောင်တော့သူများအမေပေါင်းတတ်အောင်တော့ပြောလိုက်ရမှာပေါ့ကဲပြည်သားကြီးမဲပြီပြုတ်အိုဘလူးကကျွတ်တို့ဖျားလက်ထက်ဘာလာဖြစ်ဟောဗျာဘလူးကဆွဲကြီးနဲ့ဖြစ်တာပေါ့ဘလူးကကျွတ်တို့ဖျားလက်ထက်ဧကတိချွတ်ချတဲ့ယဟန်ဖြစ်လာသည်ဒီလိုပဲပြောလိုက်ပါတော့ပြည်သားဘလူးကကျွတ်တို့ဖျားလက်ထက်ဘာလာဖြစ်တော့ဟိုသူရိယမင်းသားလေးကကျွတ်တို့ဖျားလက်ထက်ဘာလာဖြစ်မပုံနဲ့လေညီတော်အနန္ဒာလေအိုင်ပြီးပါပြီပြန်ကြရင်တော့ပေါင်းတတ်မယ်မဟုတ်ဘူးထင်တယ်ဟဲ့သူရိယမင်းသားလေးကဘယ်သူလာဖြစ်တော့ညီတော်အနန္ဒာဖြေပါမှားရောရတာမှမဟုတ်ခဲနဲ့စန္ဒကုမာရညီအလတ်ကဘယ်သူလာဖြစ်တော့ဟိမဟိန်သခေါ်တဲ့နောင်တော်ကြီးကဘာလာဖြစ်ပါလိမ့်ပါတယ်မြတ်စွာဘုရားလာဖြစ်ပါတယ်ဗျာဟိုပိဋကပြီးကနီးလေးနော်နည်းနည်းလေးအာယုဆိုင်မှတ်နော်ဟိုဇက်ပွဲတွေဘာတွေကပြန်သွားရင်ဗဇတ်ထုတ်ခင်းလုံးလို့မေးတတ်တယ်တချို့ဝရှင်မင်းထွက်တာမကြည့်ဘူးဝရှင်မင်းထွက်တော့ဘာပြောတော့ဒါကြီးကရှည်တယ်တဲ့ဘယ်ချိန်မှဝင်မှမသိဘူးတဲ့နှစ်ပါးသွားကြနှိုးသားမှာဆိုထိုးအိတ်ရောတော့ကြနှစ်ပါးသွားစားပန်းမကြီးကဘွေထီဆိုထားကြည့်မျက်စိပုတ်သားမပွဲကပြန်လာမေးကြည့်ဗဇတ်ထုတ်ခင်းလုံးသိပါအောင်မင်းသားတော့ချောသားပဲမင်းသမီးတော့ကံကောင်းတာဒါတော့ပဲမှတ်မိတယ်ဝရှင်မင်းထွက်တာမကြည့်ဘူးဝရှင်မင်းသူတို့ကပြင်းတဲ့ဝရှင်မင်းကဘာတွေပြောတော့ဘယ်တိုင်းပြေပဲရှင်မင်းဆိုစံသကိုဟိုဗျာမဲတောင်းတမွားကဘသူပဲမြောင်းတမွားကဘယ်ဝါဓာတွေပြင်းတဲ့သူတို့ကတို့တိုင်းပြည်ကိုထီကိုနန်းကိုကြငန်းနဲ့ဝေးနေတာလည်းမပြောပါနဲ့တို့လူတွေကိုကရှင်မင်းနေဝင်နေမျက်စိထဲမကြည့်ရင်ညတော့မှန်တော့တေးချာချာတရားနာပြေကကြုံပြောမယ်ဘလူးကယဟန်ဖြစ်လာသည်သူရိယမင်းသားအငယ်ဆုံးကအာနန္ဒာဖြစ်လာသည်မင်းသားအလတ်စန္ဒကုမာရကသာရိပုတ္တရာဖြစ်လာသည်မဟိန်သကမြတ်စွာဘုရားဖြစ်လာသည်များများမမှတ်ရပါဘူးပြိဿ၄ခုတည်းပါဘလူးရဲ့သူရိယရဲ့စန္ဒကုမာရရဲ့မဟိန်သရဲ့ပြိဿဘလူးကဘာဖြစ်တော့ယဟန်သူရိယကဘာဖြစ်တော့အာနန္ဒာမကြုံမကြုံပြောလိုက်လေကောင်းတယ်နော်နိလိုက်တဲ့သူတို့စန္ဒကုမာရကဘာလာဖြစ်တော့သာရိပုတ္တရာမဟိန်သကဘာလာဖြစ်တော့မြတ်စွာဘုရားပေါင်းမိဗလားပြိဿအဲ့ဒီလိုဇတ်တော်ကိုလည်းပေါင်းပြလိုက်ပါလေရောတရားနာပြိဿကြီးခုနှစ်ငါတုန်းကဧကတိချို့ပြီးတော့ဘုရားမလေးမခံလုပ်တဲ့ကိုတော်ကြီးသည်ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သောတာပတ္တိမဖို့စခန်းသို့ဆိုင်မြတ်ရရှာလေတော်သတည်းကိုင်သုံးပါးညီနောင်သေဝဲအောင်ဇလန်နေဋ္ဌိတမ်းပါပြီ12နာရီလဲထိုးပါပြီဘုန်းကြီးလဲမောပါပြီကျေနပ်ကြပါဗျာကျမ်းမာရေးမကောင်းမဲနဲ့ခေါ်ရမေတ္တာပို့ရအောင်ဆိုကြတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေတေဝါခဏလေးဘာလို့တောင်လုံးနဲ့ဟောဗျာပွဲလည်းမဟုတ်ခနဲ့သာဓုခေါ်ဖို့ရှိတော့တာခဏလေးလေမလေးအနေကြီးနေလာပြီးမှခဏလေးညင်လိုက်ဆောင်ပါတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေ
ကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလျင်ချီရင်နေဖုံမုံစိတ်တွေ့ပြစ်ပြသီးသည်တော်မိမိတို့အင်္ဂယာဌာနသို့နိဝတ္တန်တို့သီးခွေသာပြန်ကြပေတော့နိဝတ္တန်တို့မေတ္တာရေးဘခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောချစ်တရာဆွေကလျောင်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေသာဓုလေးခေါ်ပြီးအောင်တောင်မှမနေနိုင်မဲနဲ့ပြန်ခြင်းလို့လှုပ်ရွလုံနေတဲ့ဟာတွေပြန်မလေတော့ပြန်ညာစေကုန်သတည်း